Okay. Okay, ဒါတော့ကျွန်တော်တို့ရဲ့ solution နဲ့ service တွေပေါ့နော် autonomous mobile robot ပေါင်းနေတဲ့ဝါနော် autonomous mobile robot platform တွေကိုကျွန်တော်တို့ပြပေးမယ်ပြပေးတဲ့ကြားထဲမှာကျွန်တော်တို့ဒီကောင်တွေဆိုရှင် specific တွေနဲ့ပြပေးမယ်ပေါ့နော်တစ်ခုလောက်ပဲကျွန်တော်ဆက်ထုတ်ပြောလိုက်ပါတော့မယ်ဆိုတော့ AM မှာကျွန်တော်တို့ထုတ်တဲ့ AM မှာတွေကအနည်းဆုံးကီလိုမီတာ300ကီလိုမီတာကီလိုမီတာ sorry ကီလိုမီတာနိုင်တယ်ပေါ့နော်ကီလိုဂရမ်နိုင်တဲ့အတွက်တာမန်လူ100ထပ်ကိုကျွန်တော်ပို့ပြီးတင်နိုင်တယ်ပြီးတော့ battery စနစ်ပေါ့နော် battery စနစ်ကကျွန်တော်24နာရီလုံးလို့ရတယ်ပြောချင်တာက24နာရီလုံးလို့ရတယ်ဆိုတာ24နာရီလုံးလို့အမကုတ်ပဲ running မှာပြောချင်တာမဟုတ်ဘူးအားက20အောက်ကိုရောက်သွားပြီဆိုတာနဲ့ auto upgrade ပေါ့နော်သူရှိရနေအောင်တော့ပြန် upgrade တာကျွန်တော်ဖုန်းလိုလိုဘာဒီမှာကျိုးလိုက်တက်ဆရာလည်းဘယ်လိုတော့တိတ်တော်မျိုးပြောချင်တာပြီးတော့တစ်ခုတိုင်းပြန် upgrade အားပြန်ပြီးဆိုတော့သူ့လိုပြန်သွားတယ်ဆိုတော့ကျွန်တော်တို့ရဲ့ product တွေလိုရမယ် production time က24နာရီဖြစ်သွားတဲ့တောင်းတိုင်းမှာရှိတော့24နာရီလောက် running အဲ့တော့ production ကလည်းပိုပြီးတော့ပြန်စားလာမယ်ပေါ့နော် Okay